ရောက်ဖြစ်တဲ့ရွာတွေလဲကျွန်တော်ရောက်ဖြစ်တဲ့ထန်တလန်ကရွာတွေထန်တလန်ပြည်သူတွေရဲ့နိုင်လို့စိတ်ပြင်းပြတဲ့စိတ်မျိုးသားကျွန်တော်တို့ချင်းပြည်တွင်းမှာရှိတဲ့ချင်းပြည်သူတွေအကုန်လုံးရှိကြရင်ဒီတော်လှန်ရေးခဏလေးနဲ့ကျွန်တော်တို့အဆုံးသတ်သွားမယ်ချင်းပြည်ထဲမှာချင်းလန့်ထဲမှာရှိတဲ့စကားစအင်အားဟာ2000မပြည့်ဘူး2000မပြည့်ဘူးဒါလေးကိုကျွန်တော်တို့ဘာကြောင့်မနိုင်တယ်လဲCCCB တွေကွဲနေလို့ပဲကျွန်တော်တို့ချင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့ချင်းပြည်သူတွေရပဲကျွန်တော်တို့ဖန်တီးပြီးမှပုံဖော်ရမယ်ကိစ္စပါ CCCB ပြဿနာတွေဆိုတာလဲဟိုးအေကနေဝင်ဆုံးဖြတ်လို့မရဘူးနိုင်ငံတကာနေဝင်ဆုံးဖြတ်လို့မရဘူးကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေနဲ့ကျွန်တော်တို့ပြည်ချင်းလူမျိုးတွေရပဲအမျိုးသားစိတ်ဓာတ်ရှိနဲ့ကျွန်တော်တို့တိဆောက်ကြရမှာပါချင်း CB တွေရဲ့ခြာတာထွက်လာတော့ဒီတော်လှန်ရေးကိုသူတို့ဘယ်လိုအတိတ်ပဲဖွင့်တယ်လဲငကိုရှိရင်ဆွဲ2008ဖွဲ့စည်းပုံအခြေခံထားတဲ့ခြာတာနဲ့ကျွန်တော်တို့ဒီတော်လှန်ရေးကိုပုံဖော်ခြင်းနဲ့ချင်းပြည်အနာဂတ်ပုံဖော်ခြင်းနဲ့ဆိုရင်ຫນွေဦးတော်လှန်ရေးအစအနေဒီနေ့ထိကြဆုံးသွားတဲ့ရဲဘော်တွေရဲ့ဝိညာဉ်တို့ကျွန်တော်တို့အယူထတွင်ပါလိုက်မယ်သူတို့ဝိညာဉ်တွေကိုပြန်အာနာဖို့လိုတယ်ကျွန်တော်တို့တိုက်နေတာဟာ Federal Democracy အတွက်ကျွန်တော်တို့တိုက်နေကြတာပါဒီအတိုင်းပဲကျွန်တော်တို့ထိုးစစ်ဆင်နေတာတွေကိုအခွင့်ကောင်းယူပြီးမှ CB တွေအနေနဲ့ဖလန်းမြို့တိုက်နေတဲ့ဟာမရက်ပဲနဲ့သူတို့လည်းအာကျူမန်တက်ထိုးစစ်ပြန်ဆင်တင်တယ်လို့မြင်တယ်အခုသူတို့ဖလန်းမြို့တိုက်တာရက်သွားတာတပတ်ကျော်သွားပါပြီအဲလိုမျိုးထိုးစစ်သူတန်ရက်တန်လိုက်ရင်တန်ပြန်ထိုးစစ်den မကဘူးသူတို့အထိနာသွားမယ်ဖလန်းမျိုးလည်းရစရာမရှိအောင်ပျက်စီးသွားလိုက်မယ်မနာရန်ထိုးစစ်စင်နေမှကျွန်တော်တို့မြို့ရွာတွေကိုကျွန်တော်တို့ကာကွယ်နိုင်မယ်ဒါလေးတစ်ချက်သူစီဘီတွေနားလည်ဖို့တော့လိုလိုက်မယ်တော့တိုက်ပြီးကြာမီဆွဲထားပြီးရက်ထားလို့မရတော့ဘူးရက်ထားလိုက်ရင်သူတို့ပဲအထီးနာမယ်နောက်ဆုံးအင်အားစုစည်းလို့မရတန်ပြန်တိုက်လို့မရတဲ့အဆင့်ဖြစ်သွားမယ်အဲ့မှာတခုကျွန်တော်ပြောကြချင်တာတခုရှိသေးတယ်ကျွန်တော်တို့တိုက်ပွဲဝင်နေတာနှစ်ပေါင်း80ကျော်ကျွန်တော်တို့လူအခွင့်အရေးဆုံးရှုံးထားတဲ့ဟာလိုမနေရတဲ့ဟာတွေအဆုံးသတ်ဖို့အတွက်ပါကျွန်တော်ဒီနေ့ဒီအချိန်မှာကျန်းမာရေးမကောင်းအသက်ကြီးပြီးမှတွေ့တော်လှန်ရေးကိုအင်တိုက်အားတိုက်လုပ်နေတာတော်လှန်ရေးအောင်မြင်သွားတဲ့တနေ့မှာကျွန်တော်ဘယ်နေရာဘယ်နိုင်ငံရေးဘာနေရာယူဖို့မဟုတ်ဘူးကျွန်တော်မိစာကုန်စီခန့်ဖြစ်နေပြီးသားလူပါကျွန်တော်မျှော်လင့်တာနောင်လာမဲ့မျိုးဆက်တစ်တွေအတွက်သူများတန်းတူနေနိုင်အောင်လာမဲ့မျိုးဆက်တွေအတွက်လွတ်မြောက်မှုရအောင်ကျွန်တော်ဒီနေ့ကျွန်တော်ဘဝကိုရင်းနေတာတချို့လက်နဲ့ကင်တွေကတော်လှန်ရေးကိုရေလိုက်လွှဲနေကြပြီလာလို့တောင်ကျွန်တော်မြင်မိတယ်ဒီအတိုင်းပဲကျွန်တော်တို့တိုက်နေတာဟာ Federal Democracy လမ်းမလွှဲဖို့လိုတယ်တခုကျွန်တော်ပြောချင်တယ် CB တွေစစ်စင်ရေးဖော်ဆောင်နေတယ်
ကျွန်တော်တို့စီချင်းလန်းကောင်စီလက်အောက်မှာရှိတဲ့ချင်းစီတက်မတော်ချင်းလန်းကောင်စီတက်မတော်ကျွန်တော်တို့မမီတာတွေရှိတယ်တိုက်ရခိုက်ရအရေးချင်းမှာကျွန်တော်မဆူလို့ဘူးလက်ရှိဒီနေ့ထိမင်းဒတ်ဖလန်ထိခိုက်ကြဆုံးမှုပျက်စီးဆုံးရှုံးမှုစီဘီဖက်တာနေဘာတရင်မှထွက်လာတာမရှိဘူးကျွန်တော်တို့ဖက်မှာကြတော့တခုခုဖြစ်လိုက်ရင် social media မှာဘလို့ပြန်နေတယ်ဒါကိုကျွန်တော်တို့အတုခိုးတင်တယ်တရင်ထုံချုပ်ထိန်ချုံမှုအပိုင်းမှာကျွန်တော်တို့လုံးဝမမီဘူးကျွန်တော်ထင်တာမမှားရင်မင်းတသာနေတိုင်းအိမ်မိရှုခံနေရတယ်မိရှုနိုင်တယ်ဆိုတာတိုက်စစ်မနိုင်လို့ပဲလေရင်နဲ့ဘုံကျဲလို့အိမ်မိလောင်သွားတယ်ဆိုတာတော့မရှိသလောက်ပါအိမ်ပြူကျသွားရင်ပြူကျသွားမယ်မိမလောင်ဘူးမိရှုတယ်ဆိုတာရှုတဲ့လူကအားဖို့လို့တယ်မိချစ်လေးကိုင်းမအိမ်ကိုခုအရင်တော့ကခစ်လို့တက်ကဲမိုးဝကတ်အိမ်တွေမဟုတ်ဘူးမိချစ်လေးတစ်ချက်သွားတူလိုက်ယုံနဲ့မိမလောင်ဘူးအာမမိလောင်ရှုနိုင်တယ်ဒီစလောင်းရတယ်တက်စီလောင်းရတယ်မိရှုရတယ်ထိုးစစ်စင်နေတဲ့လူကနိုင်အောင်မတိုက်နိုင်လို့ဒါတွေဟာလုံနေရချင်းဖြစ်တယ်ဒါတွေကိုနိုင်အောင်ဆိုကျွန်တော်တို့နိုင်နေထိုးစစ်စင်ဖို့လိုအပ်တယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာဆိုဘဲ social media မှာမင်းနတ်မျိုးအခြေအနေဖလန်းမျိုးအခြေအနေဘာတခုမှ online ပေါ်တက်မလာဘူးဒါလေးတခုတော့ချီချူဖို့တအားကောင်းတယ်ချီချူဖို့တအားကောင်းတယ်ဒါကိုကျွန်တော်တို့လည်းအတုခိုးတင်တယ်ဒီတိုင်းပဲပြည်သူတွေကျွန်တော်တို့တိုက်ပွဲ9လကျော်သွားပြီခုထိမနိုင်ဘူးလားဂျန်တဲ့ကျဲပြန့်လေးတုံးတကြည့်ရအောင်ထီချိုက်ကျွန်တော်တို့ထက်အရင်ကြပြီတမျိုးလုံးသိမ့်နိုင်တယ်ဖယားကုန်းတစ်ခုလေးကြံနေတယ်ဒီတိုင်းပဲအင်ဒိုဂျပန်ခေတ်ကလေးကနေသူတို့ပါလောက်ထားတဲ့ဂျပန်တွေရဲ့လက်နဲ့ထုတ်လုပ်တဲ့သူလောင်တဲ့ကြောက်လိုင်ကောင်းထဲမှာတက်နေရာယူထားတော့ကျန်တဲ့နေရာအကုန်သိမ့်နိုင်တယ်အဲ့ဒီနေရာလေးကျန်နေ